finally done. Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီစီရန်လေးကိုကြောက်တော့နောက်ရင်မှတည်တံ့လို့ဘူးလာပေးနေပေါ့နော်ကျွန်မအခုကိုတိုင်လင်းနေပြီပေါ့နော် Okay ဒီနေ့ကဖျားချောင်းသွားမိဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ဗီဒီယိုကျတော့ဒီနေ့လေးတင်ပြတယ်ပေါ့နော်ဖျားချောင်းသွားတဲ့ချိန်ခါတိုင်းဆိုနေကျွန်မတအားမပြင်ပါဘူးဒီလိုပါပဲဒီနေ့ရောစီရန်လေးတွေလိမ့်နဲ့မွေချော်လေးတွေလိမ့်နဲ့ sunscreen လေးလိမ့်နဲ့ပြီးတော့ makeup ကိုနေပပကြည့်လေးတွေပေါ့နော်ပါတလောက်လေးပဲလိမ့်ပါမယ်ပေါ့နော်သူက glue တစ်ဖိတ်ကိုသွားထားတယ်ပေါ့နော်ကျမရတားရရင်ကို6ပဲမင်းနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကဲဒီနေ့ Mr. ပေးမှာကြတော့ဒီဟာလေးနဲ့ Mr. ပေးမှာဖြစ်တဲ့ပေါ့နော်ဒုက5မျိုးပါတယ်ပေါ့နော် pot 2ခုရေးပြီးတော့ brush 3ခုပါတယ်ပေါ့နော်အခု3နေတာကြတော့ဒီဟာကပို့ပြီးမှ makeup ကိုကတ်စေတယ်ပြီးတော့ပြောင်တင်းတင်းလေးဖြစ်စေတယ်ပေါ့နော်ပြီးတော့အကြာချိန်ကလည်းမကြာဘူးပေါ့နော်သူက makeup ကိုလုံးဝညှက်သွားစေတယ်ပေါ့နော်သူဖောက်ကအရင်သုံးလို့ကောင်းလို့ပေါ့နော်ဒီလာပေးချင်းဖြစ်တယ်ပေါ့နော်သူကpowder brush လေးပါတယ်ပြီးတော့ concealer brush လေးပါတယ်ပေါ့နော်5မျိုးပြီးတော့သူ့မှာနောက်တစ်ခုကြတော့ပေါင်တာပုတ်တဲ့ဖော်လေးပါသေးတာဒီအချောင်းလေးပဲသုံးပြထားတယ်ပေါ့နော်ကျမကပြီးတော့ကျမကပြောင်းအစီပြန်တာလေးတွေကို glow တဲ့ဖတ်သွားချင်တာဖြစ်တဲ့ကြောင့်ပေါင်တာကိုအရန်မပုတ်ထားဘူးပေါ့နော်နည်းနည်းပါးပါးလူတိတ်နေရမှာပဲသုံးထားတယ်ပေါ့နော်ဒီနေရာမှာစပင်ကတ်နေရောခေါ်ရတာအရန်ကိုခက်နေပြီပေါ့နော်ဒီမှာတော့ကျွန်မ eye shadow တွေအကုန်လုံးကြော်လိုက်ပါတယ်မျက်တောင်မွေးဆူးနေရောက်သွားတယ်ပေါ့နော်ဒီတဲ့အတိုင်းမှာပဲမျက်တောင်မွေးကလည်းအရန်ကိုမဖြစ်ပေးပေါ့ Okay ဒီနေ့ရဲ့ look ကတော့ဒီလိုပဲ